ကိုယ့်ရဲ့ဖြစ်ချင်တဲ့အရာတွေကိုကျွန်တော်တို့ဒီဖြစ်အောင်ဘယ်လိုလုပ်မလဲဒီဖြစ်နိုင်တဲ့ goal တွေကိုဘယ်လိုချမလဲပြောရပြီဆိုလို့ရှိရင်အဲ့ဖြစ်နိုင်တဲ့ goal တွေချပြီးသားဆိုတာလည်းဘယ်လိုသိအောင်လုပ်မလဲပြောရပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ချထားတဲ့ goal တွေကိုလည်းမြန်မြန်ဆန်ဆန်နဲ့လွယ်လွယ်ကူကူနဲ့ရဖို့အတွက်လိုအပ်တဲ့တည်တဲ့လျှို့ဝှက်ချက်တွေကိုကျွန်တော်ဒီ training မှာပြောပြပေးတော့မှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ training ကို join ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ဘယ်ဘက်မှာပေါ့နော်ကျွန်တော်တို့ဒီ registration လုပ်ရတဲ့ link လေးရှိရယ် free training မှာဘာမှ charges မပေးရဘူးအဲ့မှာ join ဖို့အတွက်အားလုံးဖိတ်ခေါ်တယ်တကယ်လို့ကိုကအဲ့ဒီမှာ register လုပ်ဖို့အတွက် email မရှိဘူးပေါ့နော်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီFacebook က Messenger မှာလာပြီးပြောပါကျွန်တော်တို့လိုအပ်တဲ့ information တောင်းပြရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ training ကို join ဖို့လိုအပ်တဲ့ဒီ credential ပေါ့နော် username password တွေကျွန်တော်ဘက်ကနေပြီး provide လုပ်ပေးမယ်ဆိုတော့ဒီ training join လို့ရှိရင်ဘာဖြစ်မှာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုချိန်မှာဖြစ်နေတဲ့အခက်အခဲတွေပေါ့နော်ဥပမာကျွန်တော်တို့ကိုယ့်ရဲ့ငကိုကစဉ်းစားထားတဲ့ goal တွေ target တွေပျောက်ကုန်ပြီပေါ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုး goal တွေအသစ်ပြန်ချမလဲ okay ငကိုက goal တွေ target တွေပေါ့ကျွန်တော်တို့ရအောင်သွားလို့မရတော့ဘူးလားအဲ့ဒါတွေပါကျွန်တော်တို့အဖြေရလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်တွားရဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်ပြောထားသလိုမျိုးပဲဒီကိုယ့်ရဲ့ goal တွေပေါ့နော်ချထားတဲ့ goal တွေကိုလည်းမြန်မြန်ဆန်ဆန်နဲ့ရအောင်ဘယ်လိုလုပ်လို့ရမလဲဆိုတော့ကျွန်တော်တို့ဒီ training လေးမှာတည်ပါအောင်ကျွန်တော်အနေနဲ့တက်နိုင်ဆုံးကြိုးစားပြီးတော့ပြောပြသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဘယ်သူတွေအတွက်လဲကျွန်တော်တို့ organization တွေ individual တွေရတယ် team တွေရတယ် leader တွေရတယ်ဘယ် position မှာပဲရှိနေဘာပဲလုပ်နေခုချိန်မှာစိတ်အားထက်သန်မှုတစ်ခုရှိတဲ့လူမှန်တယ်များ join လို့ရပါတယ်ဆိုတော့ဒီ training မှာကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေကိုဖြစ်နိုင်တဲ့ goal တွေအဖြစ်ဘယ်လိုပြောင်းလဲမလဲအဲ့ဖြစ်နိုင်တဲ့ goal တွေကိုဘယ်လိုမျိုး achieve ဖြစ်အောင်လုပ်မလဲဆိုတဲ့အကြောင်းအရာတွေကိုtraining လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အားလုံးကို training မှာတွေ့ကြပါတယ် registration ဒီဘက်မှာလုပ်ပေးပါမရလို့ရှိရင် page messenger မှာ email မရှိရင် page messenger ကိုဆက်သွယ်ပေးပါကျွန်တော်တို့ registration လုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်